ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ block food ဆော့မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ညီလေးနဲ့သူဆော့မှာဖြစ်ပါတယ်ကဲကျွန်တော်ညီလေးကိုဘယ်ရောက်နေလဲဆိုတော့သူကဂျန်ဂယ်ကိုသွားနေရပေါ့နော်ကဲဒါကြောင့်မို့ကျွန်တော်သူ့စီအမီလိုက်လိုက်အောင်ခဏချက်ယူလာအောင်မယ် let's go bro let's go သွားမယ်bro တမီထားပြီးကျွန်တော် robber စားတာအဲ့လေကျွန်တော် Luffy မလို့ကဲကျွန်တော်လေကိုတန်းဝယ်လိုက်ပါပြီ3000တောင်ဝယ်လိုက်ပါနော်နည်းနည်း line ကအချင်းနဲ့တိတ်မခံတော့ဝင်မယ် let's go သွားမယ်ဆောင်းဟာဟိုးနာပတ်စံကောက်နာဘယ်လိုပါလဲဟာဒါကျွန်တော်ညီလေးပဲကြော်ကွာသူ့လေးကိုသူ့နောက်ကိုကျွန်တော်တိတ်လေးလိုက်သွားရမယ် okay တက်နေတယ် okay 耶！我ကျွန်တော်ဂျန်ဂယ်ကိုအရင်လွှတ်ထားမယ်ဘရိုတို့ကြီးကဲကျွန်တော် fruit ဖောက်ပြတော့မယ်နော်ဘရိုတို့ကြည့်တာကိုကြီးထွက်ရတာငါဂျန်ဂယ်မှာကဲကျွန်တော်ညီလေးတော့ဖောက်လာအေးညငါဘယ်လောက်ကုန်မလဲမသိညဒီမှာဒီကောင်ကဘာတော့ဟာအိုးဘုံဖရူရပြီဘုံဖရူနေပါလားအေးကိုကြီးပါလားအေးလာခဲ့လားမလားလာခဲ့မင်းအပေါ်မှာငါဖရူနိုင်တဲ့အပေါ်မှာဘုံဖရူရဒီမှာပြောမှာ dragon ဟုတ်လားဘာလို့ဘောဖူးပဲကိုဒီမှာဘောဖူးပဲအေးဒီမှာငါပြမယ်ဒီမှာတွေ့လိုက်တော့ဆရာကြီးဒီမှာโอเคနော်ပေးမယ်နော်ရော့ဘာဘောဖူးတိတ်ထားလိုက်ပဲတိတ်ထားလိုက်စားလိုက်ဦးစားတော့အေးတိတ်ထားတယ်လားဘောဖူးရနော်သူတိတ်โอเคရပြီလို့ fruit ဖောက်မလို့ကဲရင်တော့ကျွန်တော်ညီလေးအရင်ဖောက်မှာပေါ့နော်ရောက်မင်းရင်ဖောက်ရောက်ပြီးကျုံးမင်းရမရငါ我去我去了大fruit哎呀没高呢要死定下来你们ဒီလိုတိတ်တာ来弟စတူးလိုက်နေ来ရောက်တိတ်အများတိတ်ရပြီတော့ခုပြေသွားပြီကျွန်တော်ညီလေးကတော့ dark fruit ပေါက်တယ်လို့ကြားတယ်ကျွန်တော်တွက်ကြည့်အကြားလားကြားတော့ကိုကြည့်တော့ဒီမှာဟောတယ်ဘယ်လောက်ရကျွန်တော်သိတော့မယ်ကျွန်တော်ခုမှတတိထားမိကျွန်တော်သိတော့မယ်ကျွန်တော်ငေးသွားနေပြီတော့ညမသွားသေးတော့ငါကောင်သိတော့မယ်ပြေငါဖွဲ့ပြေရွှေကျွန်းတိုက်ပွဲလာနေဘာလဲတော့ကိုငါတို့ဒီစီးစားလို့ပြင်ပြရဒီတက်သွားမှာနော်အခုအသေးနဲ့ငါသိတော့မယ်အေးဒီကတော့မကြီးဒီသွားမှာဟုတ်တယ်ချိုးအောင်မသေးပါစုခဲချိုးအောင်မအချင်းနဲ့တိတ်မဟောအချင်းဖိုက်တယ်နော်အမကျွန်တော်ကျုံနေရပြီဟာသေးပြီ what the ကျွန်တော်တကယ်နဲ့ပြောကျွန်တော်လည်းမနာဒါလည်းပေါက်တယ်ဒါလည်းပေါက်တယ်ရောင်မေခုပဲမှာတော့1 2 3ခုကိုလည်းငါပေါက်တယ်တိလားအေးဟာဘယ်လိုလုပ်မလုပ်ဆက်လာကဲဒါဆိုရင်ကျွန်တော်ညီလေးစီလိုက်သွားလိုက်အောင်ပါအောင်
ငါမင်းကိုပြောမလားမပြောဒီကောင်ကဒီကောင်ငါ့ကိုတတ်တယ်ဒီကောင်ငါ့ကိုတတ်တယ်ကဲကျွန်တော်ရဲ့ mission ကဲကျွန်တော်ဘလူးကိုပြောပြတယ်ကျွန်တော်ရဲ့ mission ကကျတော့ကျွန်တော်ညီလေးကို fruit ကန်အောင်လို့ပြောအခုကျွန်တော်2 double fruit ပေါက်တယ်ဆိုတော့ကျွန်တော်ဒီနေ့မှာတော့ဒီ video လေးကိုဒီနားပဲဆုံးဖြတ်ချင်ပါတယ်ကြည့်ရှုရတဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့ video မှာပြန်တွေ့ကြမယ် bye bye